Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ချွန်ဖော်မြို့နယ်ထဲမှာတည်ရှိနေတဲ့ Wat Tham Chayapat Khirion လို့အမည်ရတဲ့တောရအကြောင်းတစ်ကြောင်းရောက်ရှိနေတာလည်းဖြစ်တယ်ပါနော်ဒီအကြောင်းကြီးဆိုလို့ရှိရင်ဟိုမှာပါနော်ဟိုလမ်းဟိုဒီတောကြီးရဲ့ဟိုဘက်ခြမ်းမှာအကြောင်းပါနော်ဒါကတော့ကြောက်လှိုင်ကူလည်းဖြစ်တယ်ပါနော်ဒီကြောက်လှိုင်ကူကြီးရဆိုလို့ရှိရင်တဘာဝဖန်တီးပေးထားတဲ့ကြောက်လှိုင်ကူကြီးလည်းဖြစ်တယ်ပါနော်ဒီကြောက်လှိုင်ကူကြီးရဲ့နောက်ကျောင်းရာဆိုရင်တမိုင်းကတော့မရှိဘူးပေါ့နော်ကျွန်တော်တို့တရားတလောက်တော့သူတို့တင်းထားတာလည်းမတွေ့ဘူးပေါ့နော်ရှေ့မှာဒီလိုစာစုတွေနဲ့ရေးထားတာလည်းမတွေ့ရပါဘူးနော်ဒါပေမဲ့ဒီကျောင်းဒီကြောက်လန့်ကူနဲ့ဒီတောအကြောင်းကိုပထမဦးဆုံးတရားအားထုတ်ပြီးတော့မှနေထိုင်သွားတဲ့ဆရာတော်ဘုရားကြီးရဲ့ရုပ်ချင်းကလပ်ကိုတော့ရှေ့မှာတော့တည်ရှိထားတယ်လည်းတွေ့ရမှာဗျတဘာဝတည်ရတော်ရည်တင်နဲ့ဒီစင်းစမ်းနဲ့ဒီမှာလာပြီးတော့မှအရင်တော့တရားအားထုတ်ခဲ့တဲ့ဆရာတော်တွေရှိတယ်ပေါ့နော်တော်တယ်ဆိုနေတော့နေအဲ့ဒါဒီမှာပါနော်အခုမြင်တွေ့နေရတဲ့ဒီဆရာတော်ဘုရားကြီးကနေမှအရင်ဆုံးဒီကြောက်လန့်ကူမှာလာပြီးတော့မှတရားအားထုတ်ခဲ့တာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီကူနောက်ပိုင်းမှာတော့နောက်ထပ်ဒီဆရာတော်တွေကနေမှထိမ့်သိမ့်ပြီးတော့ပေါ့နော်ဒီကြောက်လန့်ကူကြီးအထက်မှာဗုဒ္ဓရုပ်ပွားတော်တွေနဲ့ဒီစံစံနဲ့တရားအားထုတ်ကြည်ကြံနေရာတနေရာလည်းဖြစ်တယ်ပေါ့နော်ဒီတောရအကြောင်းဆရာတော်တွေကဆိုလို့ရှိရင်ဒီလိုအစီအမံတွေအစီရင်တွေလုပ်ပေးလေးလည်းရှိတယ်ပေါ့နော်ဒါကတော့တစ်ပင်ရောသင်္ကန်းနဲ့သူတို့အစီအမံပြုတ်ပတ်ပြီးတော့မှပြုတ်လောက်ထားတာလည်းဖြစ်တယ်ပေါ့နော်အခုမြင်တွေ့နေရတဲ့ဒီကြောက်ရုပ်ထုကတော့ဝတုံတရီနတ်သမီးရဲ့ကြောက်ရုပ်ထုပဲဖြစ်တယ်ပေါ့နော်ဒီထိုင်းနိုင်ငံကဒီဝတုံတရီနတ်သမီးရဲ့ကြောက်ရုပ်ထုကတော့အခုလိုပုံမှန်ဖြစ်တယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာတော့ဘလို့ပုံလဲဆိုတော့ကျွန်တော်မမြင်ဘူးသေးဘူးပေါ့နော်တဘာဝနေရေကျနေတဲ့ကြောက်ရေကျနေတဲ့ကြောက်တုံးပေါ့နော်ဒီဆက်တွေကျဒီဟာဘာကြောင့်ကားရတယ်လဲဆိုတော့ကျွန်တော်ပြနေတာထဲအောင်ဒီရအမေးဒီထဲမှာအစီမံနေနဲ့ပြုတ်လုပ်ထားတဲ့အဆောင်တွေပေါ့နော်အဆောင်တွေကိုလာရောက်ပြီးတော့မှစင်တိကြနဲ့ဆွန့်ပစ်ပြီးတော့ဘုလိုပဲဆက်ဖတ်ပြီးတော့ကာယံထားတာလည်းဖြစ်တယ်ပေါ့နော်ဒါတွေကိုနောက်လူတွေယူလို့မရအောင်လည်းကာထားတာလည်းဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ်နဲ့မသက်ဆိုင်မဲနဲ့ဒီလိုမျိုးယူပြီးတော့ယူသွားဒီအဆောင်တွေကိုယူသွားမယ်ဆိုလို့ရှိရင်ခိုက်တာမျိုးတွေကိုယ့်အတွက်ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့စနစ်တကျနဲ့ဆိုလို့ဆွန့်ပစ်ဒီလိုမျိုးလာဆွန့်ပစ်ပြီးတော့ကာယံထားတာလည်းဖြစ်တယ်ပေါ့နော်ဒါတော့ကြောက်ကူတဲ့သွားလမ်းပေါ့နော်မိုးကလည်းရွာနေအဲ့ဆိုကျွန်တော်ထီနဲ့လာရတယ်ကျွန်တော်ထီတွေမှာထားတယ်ဒါကတော့ဒီလှိုင်ကူရဲ့ပြီးထုတ်တာနာမည်ပေါ့နော်ဒါပဲရှိတယ်ဗျသူတို့ရဲ့location ချတာပါနော်location ချတာ location နဲ့location နဲ့ပဲလာရတာပေါ့ဒီမှာပေါ့နော်ဒီကြောက်လှိုင်ကူကြီးရဆိုလို့ရှိရင်ညောင်မူဘော်ဒီညောင်စစ်လာတော့မသိဘူးညောင်တော်တော်ကြီးရတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဗုဒ္ဓရုပ်ပွားတော်တွေတီထားကိုးကွယ်ထားတာကိုလည်းတွေ့ရတယ်
ဒီတောင်ဆောင်ပူပူရဲ့ပုံတူလို့ဒီမှာကိုယ်ကွက်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုပဲပေါ့နော်ဒီမှာအင်းနေနဲ့ပေါ့နော်မှန်မှာအင်းဆွဲပြီးတော့အင်းနေနဲ့စီရင်နေနဲ့ပြုလုပ်ထားတာလည်းတွေ့ရမယ်ဒီလိုအရာတွေကိုဒီတောရကြောင်းနေမှာရောက်ခဲ့သည်ရှိတော့အဲ့လိုမျိုးအဆောင်အင်းအိုင်မန်တန်တွေကိုထူးဆန်းတယ်ဆိုပြီးတော့ကိုယ့်အတွက်ယူသွားလို့တော့မဖြစ်ဘူးပေါ့နော်ယူသွားမစွမ်းကိုယ့်အတွက်အန်တရတစ်ခုတစ်စုံဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့မယူတာတော့အကောင့်တော့ဖြစ်တယ်ပေါ့ဒါကြောင့်မလို့မယူရအောင်လဲသူတို့ကနကလို့စနစ်တကျနဲ့စွန့်ပစ်ပြီးတော့မှကာယံထားတာလဲဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ဒါတော့မကရိယာဒါဆိုတော့မကရိယာနဲ့ကျွန်တော်တကယ်ချင်းကိုစားဖျားဖို့ဖြစ်နေတယ်ဖြစ်ပါတယ်စင်ယူထူရပါလားလက်ရတော့မြောက်တယ်စင်ယူထူထူစင်ယူထူမကောင်းဘူးနော်ဟိုဘက်မှာတော့ကောင်းတယ်ပြောတာပေါ့ဒါကတော့အရင်တော့ဒီလိုင်းကူမှာတရားအားထုတ်ပြီးနေတော့ခဲ့တဲ့ဆရာတော်ဘုန်းကြီးတစ်ပါးပေါ့နော်ပထမဦးဆုံးဒီလိုင်းကူမှာတရားကျင့်တဲ့အားထုတ်သွားတဲ့ဆရာတော်ဘုန်းကြီးတစ်ပါးရဲ့ပုံရုပ်ထုတွားပြီးတော့ကိုယ်ပွဲထားတာလည်းဖြစ်တယ်ပေါ့နော်ကျောင်းလိုက်ဘူးကြီးတဘာဝဖန်တီးပေးထားတဲ့အရာလည်းဖြစ်တယ်ပေါ့နော်တချို့အရာတွေမှာလူနဲ့ဖန်တီးလို့မရတဲ့အရာတွေသူတဘာဝဖန်တီးပေးထားတဲ့တန်ဖိုးမပြတ်နိုင်တဲ့အရာတွေလည်းဖြစ်ပေါ့နော်ဒီရောက်လိုက်ဘူးကြီးဆိုလို့ရှိရင်သူ့နောက်ကျောင်းအရာဆိုရင်တမိုင်းမရှိပါမဲ့ဒီမှာပထမဦးဆုံးတရားကျင့်ကြံအားထုတ်ပြီးဒီတဘာဝထိမ့်သိမ့်ပြီးတော့မှနေသွားတဲ့ဆရာတော်တွေတော်တော်များများလည်းရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းသူတို့ယုံကြည်မှုတစ်ခုနဲ့ဒီမှာလာပြီးတော့မှစုတောင်းကြတာလည်းဖြစ်တယ်ပေါ့နော်ဒီမှာတဘာဝတိုင်းတည်ရှိနေတဲ့ဒီရေပေါ့နော်ဒီရေကိုသူတို့အသုံးဆောင်ဖြစ်ယူတာလည်းဖြစ်မှာပြဘာလို့လဲဆိုတော့အပေါ်ကနေမှဒီကြောက်ဆုံးလေးကနေမှရေတစ်စက်နဲ့ကြားတယ်ပေါ့နော်ဒီစက်ချင်းကြားတယ်ဖြစ်တယ်ပေါ့နော်ဒီမှာတရားရေခတ်ပြီးပေါ့နော်ဒီမှာသူတို့ပြန်ပြီးတော့မှဆူတောင်းကြတယ်ပေါ့နော်အများဆုံးကတော့ဒီထီကနန်းတောင်းတာများတယ်ပေါ့နော်ဒီထိုင်းနေဆိုလို့ရှိရင်အဲ့လိုယုံကြည်မှုအနေနဲ့သူတို့အသုံးဆောင်ဖြစ်အဲ့လိုမျိုးဆူတောင်းကြတာလည်းဖြစ်တယ်ပေါ့နော်ကိုမြင်တွေ့နေတဲ့အတိုင်းပေါ့နော်ဒီကြောက်လိုက်ကိုရက်ဆိုလို့ရှိရင်နိုင်ကောင်တော်တော်ကြီးကိုတော်တော်ရှည်တယ်ဗျဟုတ်ပဲချမ်းဒီကြောက်တော့ရဲ့ဟုတ်ပဲဒီပဲဒိုးရုပ်ပါပဲပေါ့နော်ဒီလိုင်းကိုတဘာဝတိုင်းဖောက်ထားတဲ့အတိုင်းပဲပေါ့နော်သူတဘာဝတိုင်းဖြစ်နေတာဒါကြောင့်မလို့ဒီမှာလာပြီးမှစိတ်အေးချမ်းနဲ့လာပြီးမှတရားအားထုတ်တဲ့ဆရာတော်တွေလည်းရှိတယ်ပေါ့နော်ဒီခါကြီးရဲ့ကြီးတယ်မှာဆိုလို့ရှိရင်
ကြောက်ဆွေးရတဲ့ဘာဘာတိုင်းဖြစ်နေတဲ့ရဒါမကြခင်မှာအောက်ကိုသူထိတော့မှာတော့ဒါကြောက်ရှင်နေနော်တခွေပြေပွားတယ်ဒီကြောက်တယ်တော်တော်နဲ့တယ်ဒီကြောက်လည်းကိုပေါ့ပါလားကြောက်ပန်းစိုးကြီးရတယ်နော်ကျွန်တော်တို့လုံနာတဲ့ရက်ကလေးမှာဘုသူတအနေနဲ့ဒီလိုထူးထူးဆန်းဆန်းရှိတဲ့နေရာတွေကိုကျွန်တော်တင်ခဲ့ခြင်းနေရအောင်ခီးသွားတဲ့ဇေကုတင်ဆက်ပေးတာလည်းဖြစ်တယ်ပေါ့နော်တရုတ်ပြည်ဥတီပွားရွှေဘွားငိုပွက်ချင်းနဲ့930တဲ့မိုးကလည်းရွာနေတယ်ဘာကြောက်နိုင်ကို